ဒီနေ့မိုးကနှစ်ပြန်ကြောစားမယ်မိုးမှာရှိရဲ့မြေပဲဆန်ရဲ့ပဲကြီးရဲ့ပေါ့နော်ပြီးတော့မိုးမှာအပူကြောနည်းနည်းလေးရှိသေးရနဲ့အဲ့ဒါနဲ့ရောပြီးကြောပါမယ်မြေပဲဆန်ကိုမိုးကနှစ်ထုပ်ထည့်တယ်ပဲကြီးကကျတော့မိုးမှာတစ်ထုပ်လေးရှိရနဲ့တစ်ထုပ်ပဲပေါ့နော်ပဲကြီးမှာကျတော့ခွင်နေပါရဲ့ကွယ်အဲ့ကျတော့မိုးကနည်းနည်းအခွန်ခွာချင်တာနဲ့ခွင်မှာခွာပလိုက်တယ်ကွယ်ခွန်ခွာပြီးတော့ကြော်မယ်ပေါ့နော်ခွန်ခွာကလည်းနည်းတော့ခက်တယ်ဓာတ်နဲ့ခွာရင်သတိတော့ထားရမယ်နော်လက်နဲ့လည်းခွာလို့ရပါတယ်ပြီးရင်မိုးကအကြော်စုံအောင်လို့ဒီကလဲပဲကြော်လည်းထည့်ချင်တယ်ကွယ်ကလဲပဲကြော်ကလည်းမိုးမှာကြော်ပြီးသားမရှိရနဲ့မိုးရှိတဲ့ကလဲပဲအစိမ်းကိုနည်းနည်းလေးပြုတ်လိုက်တယ်ကွယ်ပြုတ်ပြီးကမှအဲ့ဒါကိုကလဲပဲကြော်လှုပ်လိုက်မယ်အဲ့လိုမိုးလက်နဲ့စိတ်လို့ရတဲ့အနေထားဆိုရင်ဒီကလဲပဲကြော်လို့ရပြီပေါ့နော်ပြုတ်ပြီးရေးစစ်ထားလိုက်တယ်မိုးခဏနေကြော်ကြမယ်ပေါ့နော်အရင်ဆုံးဇဲဝိုးတွေကိုစီထည့်ပြီးစီပူလာမှပဲဒီပဲခုနပြုတ်ပြီးရေးစစ်ထားတဲ့ကလဲပဲတွေကိုကြော်မယ်ပေါ့နော်မိုးကကြော်တဲ့ချိန်မှာမမွလေးဖြစ်ချင်တာနဲ့မိုးကပဲစိမ့်မှုထည့်လိုက်တာပဲစိမ့်မှုထည့်ပြီးကြော်လိုက်တာပြီးရင်မိုးကအရသာအနေနဲ့စားနည်းနည်းထည့်လိုက်တယ်ကွယ်ကလေးပဲကြော်တယ်အရသာနည်းနည်းဝင်ဝအောင်လို့မိုးကကြတော့ဒီအမြင်ပန်းနဲ့ဆိုရင်ဒီပဲကြော်မောင်းတိတ်မသိနိုင်ဘူးကွယ်မသိနိုင်ကြမို့ပဲကြော်ကြော်ရင်းနဲ့အဲ့ကလေးပဲကြော်လေးကိုစားကြည့်ပြီးတော့ကိုကြိုက်တဲ့အနေထားဆိုရင်ရက်လိုက်တယ်ရက်ပြီးတော့ကမှဒီကိုကြော်ပြီးသားပဲအပူကြော်တွေတို့မြေပဲတွေတို့ပဲကြီးကြော်တွေအဲ့ဒါတစ်ခါပဲရောပြီးကြော်လိုက်တာဟိုကလေးပဲကြက်မှရောပြီးကြော်လိုက်တာရတိုင်းနဲ့မိုးကအချိုမုံထည့်မယ်စားထည့်မယ်ပေါ့နော်ဒီလိုအပ်သလိုပေါ့မိုးနည်းနည်းလေးကြလေးမှွေပေးလိုက်တယ်ကွယ်မြေပဲဆန်လေးလည်းနည်းနည်းမှွေးလာအောင်လို့နေကြလေးမှွေးပြီးကမှအခြခံနီးပြီးဆိုမှနှမ်းလော်ထည့်တာနှမ်းလော်ထည့်ပြီးမှွေနှမ်းလော်ထည့်ပြီးတော့လဲ1မိနစ်2မိနစ်လောက်တော့မှွေလာအောင်ပေါ့မနှမ်းလော်လေးပါမှွေးလာပြီးတော့နှမ်းလော်လေးလည်းနည်းနည်းရောင်လေးပြောင်းလာပြီးဆိုရင်ရပါပြီ